ကရမက်ကိုဘာလို့လိမ့်တယ်လဲဘလို့လိမ့်တယ်လဲဒီနေ့မေခွန်းနေအများကြီးတက်ပါတယ်ရှင်မနေ့ကနေကပေါ့နော်ဘိုင်ဘာကတစ်မျိုး CV ကတစ်သွဲဖုံးဆက်လို့တစ်မျိုးเนาะဒီလိုမျိုးတွေအမျိုးမျိုးမေးကြပါတယ်အဲ့တော့အဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဖြေပါမယ်ကရမက်ဘာလို့လိမ့်တယ်လဲနံပါတ်1လွယ်လွယ်လေးပြောရမယ်ဆိုရင်ကရမက်ဒီအေးတဲ့အရာသာရှိတဲ့အတွက်အေးချင်လို့လိမ့်ကြတာပါတမန်အဖြစ်တမန်လူတိုင်းသိနေတာကတော့ကရမက်လိမ့်ရင်အေးတဲ့အတွက်ကရမက်ကိုအေးချင်လို့လိမ့်ကြတာပါအေးခါအရာသာရှိပါတယ်နံပါတ်2ကတော့နည်းနည်းလေးမြင့်သွားတယ်ကရမက်ဒီခန္ဓာကိုယ်ထဲမှာကိန်းအောင်နေတဲ့အပူအပုတ်တွေကိုစုပ်ထုတ်နိုင်စွမ်းရှိတဲ့အတွက်အရေးပြားအနှံ့ပြတကိုယ်လုံးကိုလိမ့်ပြီးတော့ခန္ဓာကိုယ်ထဲကအပူအပုတ်တွေကိုစုပ်ထုတ်ခြင်းလို့လိမ့်တာပါကရမက်ဒီအပူအပုတ်ကိုစုပ်ထုတ်နိုင်စွမ်းရှိလို့အဲ့ဒါတွေကိုစုပ်ထုတ်စေခြင်းလို့လိမ့်တာပါနံပါတ်3ကတော့ကရမက်ဒီအရေးပြားပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်ဒါမဲ့ problem တွေကိုဖြေရှင်းပေးနိုင်ပါတယ်အထူးသဖြင့်တော့ဒါမဲ့ itching ပေါ့နော်ရားရံတာအရေးပြားရားရံတာအရေးပြားမှာအနာတွေအဖုအပိတ်တွေဖြစ်တာတွေကိုပျောက်ကင်းတတ်တာပျောက်ကင်းစေဖို့အတွက်ကရမက်ကိုလိမ့်ပါတယ်နော်နောက်သူ့ကိုလိမ့်ရတဲ့သူတွေကတော့များသောအားဖြင့်ဒါလည်းသိကြပါတယ်နံပါတ်4အချက်ပြောပါမယ်နံပါတ်4အချက်ကတော့လေးဘက်နာသမားတွေကကရမက်လိမ့်ကြတယ်အဲ့ဒါကတော့ညောင်းညာ